ကိုမျိုးဘာလို့တာတော့ဗီဒီယိုတင်လိုက်ကျင်သွားလိုက်နဲ့ YouTube ကငွေရတာလားဟုတ်ပါတယ်ကျွန်တော် YouTube ကပတ်စံရပါတယ်ဒီလိုဗီဒီယိုတင်လိုက်ကျွန်တော်ဝါသနာပါတဲ့ဂျင်ကစားလိုက်လုပ်ဖို့ဆိုတာဒါကျွန်တော်ရဲ့အိမ်မှာပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့6နှစ်9နှစ်ကဒါမှတ်ခဲ့တဲ့ကျွန်တော်ရဲ့အိမ်မှာဖြစ်ပါတယ်အဲ့ဒီကျွန်တော်စူးစမ်းတဲ့6နှစ်9နှစ်လုံးမှာကျွန်တော်တင်များအလုပ်တွေကျွန်တော်လုပ်ခဲ့ရတာပေါ့နော်ကျွန်တော်တနေ့ကုန်လုပ်ခဲ့ရတယ်ပင်လုပ်ခဲ့ရတယ်တချို့အလုပ်တွေဆိုရင်ကျွန်တော်ပတ်စံမရဘဲနဲ့လည်းကျွန်တော်လုပ်ခဲ့ရတာပေါ့နော်ကျွန်တော်လဲကြားခဲ့တဲ့အခါတွေလည်းရှိတယ်ကျွန်တော်ဒါမရရအောင်ကျွန်တော်ပြန်ထားတယ်ပေါ့နော်ကျွန်တော်လိုချင်တဲ့ YouTube ကဒါ Fitness Influencerပေါ့နော်ကျွန်တော်ရဲ့အိမ်မမရေရတဲ့အိမ်မနာကိုကျွန်တော်လိုက်ခဲ့တယ်ပေါ့နော်ကျွန်တော်လိုက်ခဲ့တယ်ကျွန်တော်လိုက်ကစားစားလို့တော့ဆိုရင် cluster နဲ့ကျွန်တော်စပြီးတော့ကစားခဲ့တယ်ပေါ့နော် cluster နဲ့ကကျွန်တော်မြန်မာနိုင်ငံမှာ market မရှိဘူးကျွန်တော် cluster နဲ့လောက်ပြီးတော့ကျွန်တော်ရဲ့ဝါသနာပါတဲ့ YouTube ဘက် Fitness Influencer ဘက်ကိုကျွန်တော်ဒါလောက်လို့မရဘူးပေါ့နော်ကျွန်တော်မရက်တည်နိုင်လောကမရက်တည်နိုင်အဲ့ဒါကြောင့်မို့ကျွန်တော် market ကျွန်တော်ပြောင်းအောင်တယ်ကျွန်တော်ဂျင်ဘက်ကိုကျွန်တော် market ပြောင်းတယ်ဂျင်ဘက်မှာကျွန်တော် market ပြောင်းလိုက်တော့ကျွန်တော်တို့နေရာလည်းမရှိဘူးဂျင်ဘက်မှာဘယ်လိုပုံစံမျိုးလဲဆိုရင်ကျွန်တော်ပြိုင်ပွဲတက်တယ်ပြိုင်ပွဲတက်မှကျွန်တော်တို့ကနာမည်ရတာပြိုင်ပွဲတက်ရင်တို့ကဘာလုပ်ရလဲဆိုရင် steroid တွေတုံးရတယ်ကျွန်တော်ကစီးမတုံးခြင်းသဘောတိုင်းပဲကျွန်တော်ကစားခြင်းတယ်အဲအကြောင်းမို့ကျွန်တော်တို့ဒါအဲ့လိုကျွန်တော်ကတခြားလမ်းပြောင်းရတယ်ပေါ့နော်အဲ့ဘက်ကိုကျွန်တော်ပြောင်းလို့မရဘူးကျွန်တော်တခြားလမ်းကိုကျွန်တော်ပြောင်းရတယ်ဒါ YouTube ဘက်ကိုကျွန်တော်ဒါသွားရတယ်ပေါ့နော်ကျွန်တော်အလုပ်တွေလုပ်ရင်လည်း YouTube မှာကျွန်တော် personal brand ကျွန်တော်တည်ဆောက်တယ်ပေါ့နော်ဒါကျွန်တော်လူသိအောင်ကျွန်တော်လုပ်တယ်ကျွန်တော်ပရိသတ်တွေစီကကျွန်တော်ယုံကြည်မှုရှိအောင်ကျွန်တော်လုပ်တယ်ဒါကျွန်တော်တို့ရိုးသားဖို့လည်းဒါလိုတယ်ပေါ့ကျွန်တော်အခြေအနေတစ်ခုရောက်တော့လွန်ခဲ့တဲ့တစ်နှစ်ကျော်ပေါ့နော်ကျွန်တော်အပြင်လုပ်တွေလုံးဝကျွန်တော်ထွက်လိုက်တယ်ကျွန်တော် YouTube ဘက်ကိုဒါအခြေဆုံးပြစ်ပြီးတော့ဒါရေးရေးကျွန်တော်အခြေဆုံးပြစ်ဝင်ခဲ့တယ်ပေါ့နော်ကျွန်တော်ဘယ်လောက်ထိစူးစမ်းခဲ့ရလဲဆိုတာကိုဒါကျွန်တော်အမှန်တကယ်အားပေးတဲ့ပရိသတ်တွေဆိုရင်ဒါသိမှာပါအားလုံးပြစားပါ